ဒီတက်ကဖို့ချသွားပြီဒီတက်ကဖို့ဆိုလို့သွားပြီရင်းတော့တပြီဒီတက်ကောက်စားဘွက်တွေနဲ့နော်တော့တဘာဝတော့ရဲ့လှကိုမိမဆိုးတယ်လေခင်ရခင်နဲ့မှာလွမ်းမောစရာထမ်းတော်ကြီးထမ်းမင်းတော့မရှိဘူးဒီမှာတော့အုံးမမရှိဒီမှာဒီကံလေးကူးကြံကလာကူးလို့ရတယ်ဝါသနာပါလေကူးတော့တပြီကြီးဒီမနေ့တမ်းကြတပြီကြီးတွေတော့ကြွေထားတာပေါ့ဒီရကောက်ကျင်နေရနေပြလားဟိုးနာတော့အေးအဲ့ဒါဟုတ်တယ်စားလို့မရတော့ဘူးနော်စားလို့မရဘူးတပြေပင်ရဟုတ်ကြမ်းကြနေစားနေတာစားတာပေါ့တယ်အဲ့ဒါလေးအယောင်လေးတွေဆိုတော့သူသဘောကျအဲ့အယောင်လေးနဲ့ဟာတွေသူနေကျင်တယ်လေသူမပြောနဲ့ကိုအောင်မနေချင်ဒါပုတ်ထဲအေးအသားရောင်လေးအသားရည်လေးလှရအောင်ပုတ်ထဲဟာလေပုတ်ထဲသားလေးနှခမ်းလေးပါနည်းနည်းဆိုးပြလိုက်ရော့နည်းနည်းနှခမ်းလေးဆိုးနေချင်တယ်အယောင်လေးကလှတာနော်ပန်းရောင်လေးရကောင်းကြရတယ်ဝါသနာပါကိုရီးယားအဲ့လိုမျိုးနေတပါနေတာအမေနေလှတယ်ပန်းရတပါဝဆေးမဆူတာနော်လှတယ်အမလေတော့မတပြေဒီဟုတ်တယ်ပြင်ပေါ်မှာပလတ်နေနမလည်းရှုပ်လို့အားပဲမိုးရွာတဲ့တူမလဲတော့စိမ့်လန်းဆိုပြည့်လို့ငေါပြည့်ကြထိုင်းနိုင်ငံရောက်တယ်ဆိုတော့ရှင်တို့တိတ်အထင်မကြီးနဲ့မတွေ့လားကောက်ဆိုင်ကျင်လဲစိုက်လို့ရတယ်မျိုးနှုတ်ကျင်လဲနှုတ်လို့ရတယ်ထိုင်းနိုင်ငံရောက်တော့တိတ်အထင်မကြီးနဲ့အသားရည်ရရွာမနေတော့မှအသားရည်လေးရဖြူးလို့ထိုင်းရောက်လာပြီးကြတယ်ဖြူတဲ့သားပါကလင်မဖြစ်ကုန်ကလင်မဖြစ်သွားနော်ကလင်မပြောတာမဟုတ်ကလင်မဖြစ်သွားကြဟုတ်စိတ်ရောတော့ဟုတ်မှာပါမာတော့စိတ်ရောမတထေးရဲ့မစိတ်ရောမာတော့ချက်ပတ်လက်အပင်ပတ်လက်ပင်နေပေါ့နော်ဒါကတော့တပြေပင်ပေါ့မဟုတ်ကျမတို့ရွာမှာဆိုတော့တပြေပင်ဆိုတော့ရှိရရှားတယ်ဒီမှာကျမသားလေးကတော့နေချင်တိုင်းနဲ့သူတပင်အောင်လာကျမလိုပါကြာအရင်လေးဟင်းနဲ့လာလေးကြာတပြေအဲ့ဒီရေကန်နတ်တယ်လေရေအေးနေရသူသွားကျမအပြင်မတက်ဘူးလားတပြေပင်တပြေတိစားကြည့်ဒါဟိုမှာကျမတို့ခြံလေးရလိုက်သားလေးပြောလိုက်သားလို့ခြံအဲ့ဒီနေရာမှာဘော်လီကျိုးဖတ်နေတာဘော်လီကျိုးတက်နေရတပြေတိတစ်လုံးရတယ်အကြီးကြီးပဲကြီးပဲဟုတ်ကင်မရာနဲ့လည်းကြီးပဲတမ်းကြပြေတိတစ်လုံးကြဒီပြေတိရဲ့အမီနဲ့ချီကြည့်အောင်ဟုတ်တယ်ဟာဘယ်တော့ဘလဲခြံနဲ့မတော်အောင်အယောင်လေး